လုံးမင်္ဂလာပါရှင်ဒါကတော့ဒီနေ့ရုံးကိုသွားမယ် outfit ပဲဖြစ်ပါတယ် daily blog လေးတွေရက်30တီတီရိုက်ထားမယ်လို့ပဲ plan ထားပေမဲ့အခုကရိုင်းနဲ့ဝါသနာပါနေလို့နောက်တက်ဘယ်နှစ်ရက်လောက်စိုက်ရိုက်ဖြစ်မလဲတော့မသိဘူးဒါကတော့ဒီနေ့ day 34 blog ရဲ့ပထမဆုံးကပ်ဖြစ်ပါလိမ့်မယ်ရှင်ဒီ day outfit လေးပါ outfit ချက်ပါညာပေါ့ဒီနေ့ကတော့လေစနေနေ့ဆိုတော့ကျွန်တော်တို့ရုံမှာကြိုက်တာဝယ်လို့ရတယ်စနေနေ့ဆိုရင်ဝန်ထမ်းလေးအားလုံးလည်းကြိုက်တာဝယ်ခွင့်ပေးထားတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တာဝယ်တယ်ပေါ့ပေါ့ပါပါပေါ့နော်ကြိုက်တာဝယ်ဆိုတာဟို customer တွေလာတဲ့အချိန်မှာရုပ်ဆိုးနေအောင်မျိုးကြီးဟိုကြည့်ရဆိုစကက်အရန်တူတာမျိုးတော့မဟုတ်ဘူးပေါ့ပေါ့ပါပါလုံကြုံနဲ့ကိုယ်နဲ့ comfortable ဖြစ်တာဝယ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ t-shirt လေးနဲ့ဂျမောင်းမီပေါ့ပေါ့ပါပါလေးပဲဝတ်ထားပါတယ်ရှင်ဒါလေးကတော့ဒီနေ့ outfit ပါဆိုတော့ဘိုင်းဒီတစင်းနဲ့ကပ်ပြည့်သွားမှာဆိုပြောချင်ရပြောပြီးရဲ့နောက်မှာရုံးကိုရောက်လာပါပြီခင်ဗျာ outfit ချက်ပါညာရုံးမှာထပ်လုပ်ဒီနေ့ရဲ့ main character ကတော့ဒီ jacket လေးပါကျွန်တော်အခုဝတ်ထားတဲ့ jacket လေးအရန်ကိုစိတ်တိုင်းကြနေကြည့်မိကွေးအရန်မိုက်အားလုံးပဲမင်္ဂလာပါရှင်ဟော့ထဲချုပ်ကပါကဲဒါကျွန်တော်တို့ဟော့ကချုပ်ပေးထားတဲ့ customize jacket လေးဖြစ်ပါတယ်လုံးဝအမိုက်စားကျွန်တော်တို့ဟော့ကချုပ်ပေးတဲ့ customize jacket customer လိုချင်တဲ့အတိုင်းတက်တဲ့ကွက်တိမစီကိုရိုင်းအောင်အရန်ချက်အရန်ဝတ်ချင်နေ customer မပေးဘဲနဲ့ကိုရိုင်းဝတ်ပလိုက်ချင်တာဒါတော့ sample ပဲရှိသေးတယ်အထက်နေရာချုပ်တဲ့ခါကျရင်ကိုအတွက်ပို့ချုပ်မှာဒီနေ့ကတော့အဲ့ဒါလေးစိတ်တိုင်းကြနေလို့ပြောနေပါတယ် daily blog တော့ဒီလောက်နဲ့ရနာလိုက်ပါပြီရှင် gain effect နဲ့ daily blog အတွက်ကျွန်တော် follow ထားမမေ့နဲ့